ဒီနေ့တော့ကျွန်တော်ရဲ့ပတ်စံတွေဘာရှိလဲပြဆက်ပြမယ်ပစ္စည်းလေးတော့ချစ်စရာလေးအခုကျွန်တော်ပတ်စံရေးတစ်ဝယ်ခဲ့လို့ဘာလဲပြမယ်ပစ္စည်းလေးအကုန်ပြုတ်ထည့်တာဒီအကျွေးမရထားကတ်တွေရွယ်ရထားကတ်ဖြည့်ထားတဲ့ဟာတွေဘန်ကတ်ထားကတ်ကန်တော့ဒါဇာလီကတ်ပြင်ပေါချရတယ်ကျွန်တော်ဘာပါလဲမပြောတော့ပါဘူးအကျွေးတွေမှာဘယ်လောက်ရှိလဲတော့200 400 600 900 920 1 2 3 4 5 6 9 10 90 930 935ရှိတယ်ဒီဟာရင်းစားကောင်းတယ်ဒီ chocolate ဒါဆိုမှရောင်းတာ100နဲ့100ပဲရှိတယ် test ပါမှာ100နဲ့8ပဲရှိတယ်တော်တော်စားကောင်းတယ်အခုစားနေတာဖလက်တိုင်းမှာ chocolate ကျွေးမဲ့လို့မရှိမှန်းသိလို့ကိုယ်ကဝယ်စားကြပါ100ပဲပေးရပြီးတော့ note နဲ့ sticky note ဆိုဒီကောင်နှစ်ခုပါတယ်100ပဲဒီကောင်လည်း100ပဲဆိုတော့ bye bye